မင်္ဂလာပါကျွန်တော်စီကာ channel ကသူတနန္ဒာပါကျွန်တော်ရဲ့ podcast ကိုကြိုဆိုပါရစေလူသားတွေဟာအင်နာဒရူဘောကိုခြေချဖို့အင်စိန်နေကြတာရှိပါတယ်။တဖက်မှာလည်းကမ္ဘာမြေပေါ်မှာ AI နည်းပညာကပို့ပြီးတော့တိုးတက်လာနေကြပါ။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကမ္ဘာမြေပေါ်မှာပဲရှိနေကြတယ်။ Amazon ဒေါ်လာကြီးရဲ့အတွင်းပိုင်းကိုတော့အခုထိအပြည့်အဝအလင်းမနိုင်သေးဘူးဆိုတာကိုမရှိလို့ပြပါသလား။လူကတော့လည်းများထင်နေကြတာအခုလိုနည်းပညာလေး train ထားနေတဲ့ခေတ်မှာသိပ္ပံပညာရှင်တွေဟာ Amazon ရဲ့ဂျိုကြားတွေတတိကုန်လေးလာဒီလောက်ကြီးတော့ထင်နေကြတာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ Amazon ရဲ့အစိတ်အပိုင်းတော်တော်များများအခုထိလူသားတွေခြေချဖို့မလွယ်ကူသေးတဲ့ရုပ်ဝတ်နယ်မြေတွေအဖြစ်မဲ့တရှိမိစေပါလေဒါဆိုရင်ဒီနေရာကတခုပြောကြရတယ်ရှိလာပါပြီဂရိုးတွေဒရိုးတွေရှင်းဒီပါရဲ့နဲ့ဘာဖြစ်လို့ Amazon ရဲ့ ရုပ်ဝတ်ချက်တွေကိုအကုန်မပိနိုင်ပေးတာလဲနောက်တစ်ခုက the weather အဲ့ဒီအထဲမှာရုပ်ရှင်တွေတဲ့တော့ကိုအတော်အကြီးကြီးတွေရှိနေပလားအဲ့တော့ Lego တခုကလည်းရှိနေတယ်မှာအဲ့ဒါကတော့ Amazon ကြီးပါပစ္စည်းတော့ရင်ကျွန်တော်တို့ရဲ့အနာဂတ်ကပါဖြစ်သွားမှာသိပ္ပံပညာရှင်တွေကတော့ Amazon တဲ့ပို့ပါလို့ပွားဖို့ခက်လေတာသိပ္ပံပညာရှင်တွေအမေမဲ့ Amazon တော့ကိုလောက်ထိပဲလေ့လာရပြရ You don't make remember that ဒီနေ့ podcast မှာကျွန်တော်ကတခုချင်းစီအနာတွေ့ရတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့အခုဆက်ပြီးတော့ပွားမှာလို့သိပ္ပံပညာရှင်တွေဘာကြောင့်ပေါ်ရောက်လေ့လာဖို့ခက်ခဲနေရတဲ့ဆိုတဲ့အပိုင်းကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ် Amazon ကိုမလေ့လာဘူးလားဆိုတော့မဟုတ်ပါဘူးလေ့လာနေပါလေ့လာလို့ရောသိပ္ပံတွေကြားနဲ့ဖောက်ဖွင့်ကြည့်နိုင်တဲ့နည်းပညာတွေအုံးလေကြပါဒါပေမဲ့အကုန်ပြီးဘီနာဆိုတော့အဟုတ်ပြန်ပါဘူးဗျာအကုန်ပြီးပြီးကိုပြောဖို့ပါဝဲကြီးလိုရသေးတယ် Amazon ဟာ Cloud ဘလောက် NAD တွေလည်းအနုများပါတယ် International ပေါ်ရောက်လေ့လာဖို့ကန်တားနေတဲ့တစ်ချက် GV ကလည်းရှိနေပြန်ပါတယ်ခင်ဗျာအဲ့ဒီအချက်တွေကပါလေလဲဆိုတော့ number 1ပကဝေးအမေထားမယ်ပါလာရခတ်တဲ့မှု geography and accessibility Amazon ရဲ့အကျယ်ဟာ Meridian ပြည်တော်စုတဝက်နေပါလောက်ရှိပါတယ်ကျွန်တော်တို့မြန်မာနဲ့တိုင်းရှင်ပြီးပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရှစ်စာနေပါလောက်ရှိလိုက်နန်းဆိုတာမရှိပါဘူးတမယာနဲ့တမယာပေါ်ဖို့ကိုမြေချောင်းတွေကိုပဲအားကိုးရလိုက်တေပေါ်ရီကအရန်ထူထပ်နုံပြီးတော့ဘေးအောင်ကြီးတော်မောင်ကြီးတွေကိုကြားရောက်ဖို့မနှွယ်ကူတဲ့အနေထားမျိုးဖြစ်ပါတယ်ကတော့ DAP ဆိုလို့ခေါ်တဲ့အမောင်မှတဲ့နေရာမှာမြေပြင်နေထောက်ကိုပိတ်ပန်ညာရှင်ပြီးခံပန်းရတာပိတ်ခတ်ထဲပါတယ်ဒါလည်းမြစ်ချက်ကဆိုဝါလာတဲ့ကဒီဥရုနဲ့ပတ်ဝန်းကျင်မိသားရကြပါ Harsh environment လို့ခေါ်လိုက်မို့တကဖြစ်တဲ့ဆိုခိုင်းစားလာအစချက်စေတာနေအစပေတာကြောင်းမှာအငြင်းရှိနေကြပါတယ်အခုရှင်ကလည်းပြီးမှပြီးတော့အချိန်နေလားလူသားနေရဲ့ဂျမ်းမာရေးဟူတယ်မဟုတ်ဘဲနဲ့ပက်ပန်မီတာပိုင်းပါတဲ့ subject series ကိုပြည့်စည်စေပါတယ် Amazon တော်ထဲမှာသစ္စည်းတွေကငိုတန့်လွယ်တဲ့တန်ဂျီကက်လွယ်အဲ့ဒီလိုအခက်ထဲလေးလည်းရှိပါတယ်နံပါတ်3ကအန်ရရှိတဲ့ဇီဝမျိုးစုံမျိုးပွဲတွေပဲဖြစ်ပါတယ် Danger of Wildlife ပါ Amazon ထဲမှာ Jarawan ခေါ်တဲ့အနာဘွန်အနိုဖော်တဲ့မွေကြီးတွေတင်ရှိလမ်းဟုတ်ပါတယ်ဘယ်veer dat ik ben niet aan het zien. Het is zo wat upon people leren. Maar ik heb ook deze met serie. Zeg je dat bij je serie. Bij hoe green het. Kap waar van we gaan. Nu die ook wel. Je bijna bij het en het weten waar. We moeten niet aan de rero. Maar met haar afje bar. Nu die la. We zien de zet de rego. Ciao jar. De zero Bobby job ook gang dat. Maar me het bij Westgate. Maar die we are in ik. Zeg je het bob Mario weer. Tibar. ပိတ်ပတ်နေရချင်းတွေလာဟာစီဝဘီလာဆိုင်ကမိုင်းဝင်းနဲ့နန်းရှောက်မရတဲ့မျိုးပဲဆိုပြီးတတ်မှတ်ခါကြလာဖြစ်ပါတယ်နောက်ဆုံးတစ်ပတ်လေးအချက်ကတော့အဆက်အသွယ်ပြတ်တောက်နေတဲ့ညိုးနယ်စုတွေဖြစ်ပါတယ် Amazon ထဲမှာမြန်မာသဘောနဲ့အဆက်အသွယ်လုံးဝမရှိဘဲနေထိုင်တဲ့ညိုးနယ်စုပေါ်400ကျော်ရှိခဲ့လို့ Capman ထားကြတာဖြစ်ပါတယ်သူတို့လည်းနေမီလေးကိုကျူးကျော်ဝင်ရရင်သူတို့တွေလာမြောင်းတွေနဲ့တစ်ခတ်တက်ခိုက်နေရှိတယ်လို့ကျွန်တော်တို့စင်ကပါသွားတဲ့ရောလာဖိုးတွေကလည်းအဲ့ဒီမျိုးလွယ်စုတွေကိုမျိုးတုံးစီနိုင်တဲ့အတွက်အစိုးရတွေကအဲ့ဒီနေရာမျိုးကိုဝင်ရောက် quick ပိတ်တင်ဖတာဖြစ်ပါတယ်ပညာရှင်တွေကိုယ်တိုင်ကလည်းအဲ့ဒီလိုမျိုးကိုတောက်စီထားပါတယ်နောက်တစ်ခုကတော့ဒီ Amazon တော်ထဲမှာအပေါင်ကြီးတွေပြည်တွေရှိနေကြသလားဆိုတော့ကိစ္စရပါကျွန်တော် TikTok ပေမှာတွေ့လေရလေအကောင်ကြီးတွေကိုပလေရတယ်ဒါကိုနေတိုင်းမဲ့လောက်ကလာဘာလားဆိုပြီးတော့တွင်းထားတယ်အများကြီးရှိတယ်ဒီဒေတာဟာညပိတ်ပန်နေကြပြောရမယ်ဆိုရင်ရုပ်ရှင်တွေကလို့ Titan of Bird ဝေကြီးတွေ gift fan တို့အကောင်ကြီးတွေရှိဖို့ကခက်ခဲပါဒါပြင်လို့လဲဆိုတော့တတ်ဝါကြီးတကောင်ကောင်အသက်ရှင်မဲ့ဆိုရင်အဓိကလိုအပ်ချက်ကတော့အစားအစာပါပဲအစားအစာလိုအပ်တယ်အဲ့ဒီအစားအစာတွေဟာဒီအကောင်ကြီးတွေအသက်ရှင်ဖို့အတွက်အများအပြားလိုအပ်တာဖြစ်ပါတယ်အဲ့ဒီလိုအများအပြားကိုဒီကောင်ထဲမှာစားလိုက်မယ်ဆိုရင်ကေဟစနဲ့အပေါ်မှာတိတာထင်ရှားတဲ့ပြဿနာတွေတက်ရောက်စေတာပဲဖြစ်ပါတယ်ဒါပေမဲ့တခုရှိနေတာကကျွန်တော်တို့မတွေ့ဘူးသေးတဲ့ရှားပေါင်းအပင်တွေအစိတ်ရှိတဲ့တရဝသေးသေးလေးတွေနဲ့ဆေးဘက်ဝင်အရင်းအမြစ်တွေကတော့တန်းနဲ့ချီပြီးတော့ရှိနေနိုင်ပါသေးတယ်အဲ့ဒီတော့ရှိနေတာကပဲ Amazon ရဲ့တကယ်တန်ဖိုးလို့ပညာရှင်တွေကသတ်မှတ်ထားကြတာဖြစ်ပါတယ်ဒါဆိုရင်သိပ္ပံပညာရှင်တွေဘယ်အပိုင်းတွေကိုလေ့လာပြီးပြီလဲသိပ္ပံပညာရှင်တွေဘာမှမလုပ်နိုင်ဘူးလားဆိုတော့မဟုတ်ပါဘူးလက်ရှိလေ့လာမှုအခြေအနေကိုကျွန်တော်ပြောပြပါမယ် River System လို့ခေါ်တဲ့မြေကျောင်းကရှော့လေ့လာမှုတွေလုပ်နေပါတယ်Amazon မြန်မာကြီးနဲ့
သူ့ရဲ့မြင့်လက်တက်တွေတရှောင်းမှာတော့လေးလာမှုတော်တော်များများလုတ်ကီးပြီးလို့ပြရပါတယ်။မာမျိုးစိတ်တွေနဲ့ရင်းနေတတ်တော်ဝါတွေအကြောင်းကိုအချက်လက်အများကြီးကြားထားပါရဲ့။ဂျိုရူနဲ့လီဒါနေပြီများအဲ့ဒါကိုအသုံးပြုပြီးတော့လဲလေ့လာနေကြပါတယ်။လူကိုယ်တိုင်ပါလို့မရတဲ့နေရာတွေကိုလေရင်ပေါ်ကနေလေဆာရောင်ကြီးလီဒါနဲ့ကြိုက်ပြီးတော့လေ့လာကြတယ်။ဒီနီးပညာရဲ့အထောက်အကူနဲ့ပဲမကြသေးခင်ကမှအမေရိကန်တတော်အောင်မှာရှီဟောင်းမျိုးပြအပြက်စီးတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်အစွန်ပိုင်းနေရာတွေကိုတွားရောက်လေ့လာခဲ့တာတစ်တော်ရဲ့အစွန်ပိုင်းနေရာတွေလူနေထိုင်ရာနဲ့နီးစပ်တဲ့နေရာတွေမှာတော့တစ်ပင်နေနဲ့ညစီလွာအကြောင်းကိုအပေးစိတ်လေ့လာနှံခဲ့ပြီးပါပြီဒါပေမဲ့တစ်တော်ရဲ့ဗဟိုချက်ဖြစ်တဲ့ deep interior လို့ခေါ်တဲ့နေရာတွေရဲ့60%နဲ့80%လောက်ကတော့အခုထိအသေးစိတ်မလေ့လာသေးတဲ့ terra incognita အငြင်းမပြနယ်မြေတွေရဲ့ဖြစ်နေတည်ရှိနေပြီးတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့စိုးရိမ်စရာတွေတစ်ခုအနေနဲ့ပြောရမယ်ဆိုတော့ Amazon တော်ကြီးတာတကယ်လို့ပျက်စီးသွားမယ်ဆိုရင်ဘာဖြစ်လာမလဲဒီဟာကအရင်ရေးကြည့်ပါတယ်ဒါဟာတော်မေရီကတိုက်ရဲ့ပြဿနာတစ်ခုတည်းတင်မဟုတ်ပါဘူးဘာတွေဖြစ်လာမလဲဆိုတော့ Flying Rivers တွေကြောက်ွယ်သွားမှာပဲဖြစ်ပါတယ် Amazon ဟာကိုမိုးပြန်ရွာအောင်လုံနိုင်တဲ့ကဝါကြီးရဲ့စက်ရုံကြီးတစ်ခုပါပဲကဝါကြီးရဲ့အစုပ်လို့လဲသူ့ကိုကင်စားထားပါတယ်သူပျက်စီးသွားပြီဆိုရင်ကမ္ဘာမိုးလေဝသစနစ်တစ်ခုလုံးကမောက်ကမဖြစ်သွားမှာပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလူမျိုးစိုက်ပျိုးရေးနိုင်ငံတွေမှာပါမိုးမမှန်တော့ပဲငတ်မော့ခေါင်းမမှုတွေဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့ global warming လို့ခေါ်တဲ့ကမ္ဘာကြီးအပူချိန်မြင့်တက်လာမှာပဲဖြစ်ပါတယ် Amazon ကမ္ဘာအကြီးဆုံးကာဗွန်စုပ်ယူတဲ့နေရာကာဗွန်6ပါပဲသူပျက်စီးရင်ကာဗွန်နဲ့လေထုတဲ့ရောက်ကုန်ပြီးတော့ကမ္ဘာကြီးဟာကျွန်တော်တို့ထင်ထားတာတဲ့ပို့ပြီးတော့မြန်မြန်ဆန်ဆန်ပူလာပါလိမ့်မယ်နောက်တစ်ခုကတော့ pandemic လို့ခေါ်တဲ့ယောဂအသက်တွေဖြစ်လာမှာပါဒေါ်နယ်ကြီးကိုဖျက်ဆီးလိုက်တဲ့အခါဒေါ်ရင်ထဲမှာပဲရှိနေရမယ် virus တွေကလူသားတွေစီကိုကူးဆက်လာပါလိမ့်မယ် COVID-19 ထဲပို့ဆိုးတဲ့ကပ်ယောဂတွေမကြာခဏကြုံလာရနိုင်ပါတယ်ဟုတ်ပြီဒါဆိုရင် Amazon ကိုလေ့လာဖို့ဘာလို့ဒီလောက်အရေးကြီးရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအထဲမှာကျွန်တော်တို့မသိသေးတဲ့ဆေးဘက်ဝင်အပင်မှာပေါင်းနဲ့ချီပန်းနဲ့ချီတိတ်နဲ့ချီပြီးတော့ရှိနေနိုင်ပါတယ်ကင်ဆာတွေ AIDS လိုမျိုးယောဂတွေကိုကူးသွားနိုင်မဲ့အထီဟာ Amazon ထဲမှာရှိနေနိုင်ပါတယ်ပိတ်ပတ်ပညာရှင်တွေဟာအခုနောက်ပိုင်းမှာ drones တွေ AI တွေကိုအသုံးပြုပြီးတော့ Amazon ကိုလေ့လာဖို့စ조사နေကြပါတယ်ဒါဟာလူသားတွေအတွက်အန္တရာယ်ကင်းနဲ့သဘာဝတရားကိုနားလည်နိုင်မဲ့လမ်းစာတစ်ခုဖြစ်လာပါလိမ့်မယ်။ညီကိုထုတ်အနေနဲ့ပြောမယ်ဆိုရင် Amazon တက်ဟာကျွန်တော်တို့ကဘာကြီးရဲ့အစုပ်တစ်ခုပါပဲ။ဒီဟာကြီးပျက်စီးသွားလို့မဖြစ်ပါဘူး။ဆိုတော့ဒီနေ့ podcast ကနေကျွန်တော်မျှဝေပေးလိုက်တာကတော့ Amazon ဆိုတာကျွန်တော်တို့ရဲ့ oxygen base set တင်မဟုတ်ဘဲနဲ့ကဘာကြီးရဲ့နောက်ဆုံးရွေးဝက်ချက်တွေတင်စီထားတဲ့တစ်တာကြီးတစ်လုံးဆိုတာပဲဖြစ်ပါတယ်။ Amazon ကိုကာကွယ်တာဟာတစ်ပင်တွေကိုကာကွယ်တာတွေမဟုတ်ပဲလူသားမျိုးနွယ်ရဲ့အနာဂတ်ကိုကာကွယ်တာလည်းဖြစ်ပါတယ်။အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်လက်တွေပေါ်မှာမိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်ပါသလဲ Amazon ထဲမှာတကယ်ပဲလူသားတွေမသိသေးတဲ့အရာတွေရှိနေဦးလား comment မှာဝင်ရောက်ဆွေးနွေးပြီးပွားနိုင်ပါတယ်နောက်ဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲဘေကင်းကြပါစေခင်ဗျာ